အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မြန်မာ passport ကိုင်ရတာအရန်ကိုတန်တဲ့နိုင်ငံတစ်နိုင်ငံမှာရောက်နေရပဲဖြစ်ပါတယ်ဘာလို့ဒီလိုပြောရလဲဆိုတော့မြန်မာ passport ကိုင်ထားတဲ့သူတွေကဆိုရင် tourist attraction တွေကိုဝင်တဲ့အခါမှာဝင်ကြီးသူတို့နိုင်ငံသားတွေနဲ့တန်းတူရရှိတဲ့အခွင့်အရေးကိုရရှိရပဲဖြစ်ပါတယ်စေစပို့ပြီးတော့တက်တာနေရဖြစ်ပါတယ်ဒီနိုင်ငံကတော့အိန္ဒိယပဲဖြစ်ပါတယ်ခုရောက်ရှိနေတာပေါ့နော်ဒါအိန္ဒိယရဲ့တမိုင်းဝင်အမွေနဲ့ဖြစ်တဲ့ဒီ Red Fort အနီရောင်ခန္ဓာကြီးကိုရောက်ရှိနေဖြစ်ပါတယ်ဒီခန္ဓာကဆိုရင်ပေါ့နော် UNESCO စည်ရင်းဝင်ဒီခန္ဓာလည်းဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံသားရဲ့အတွက်တင်ကောက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီခန္ဓာကိုမြန်မာနိုင်ငံသားအနေနဲ့ဝင်မယ်ဆိုရင်ဝင်ကြီးကဒီအိန္ဒိယနိုင်ငံသားတွေနဲ့အတူတူပဲဖြစ်ပါတယ်ဘာလို့ဆိုတော့ basement အဖွဲ့ဝင်ဖြစ်နေတဲ့ကြောင့်လို့ပေါ့နော်အဲ့ဒါတော့တင်ကောက်ပေါ့နော်အဲ့လိုဝင်ကြီးကအတူတူမဟုတ်ဘူးဆိုရင်သူကနိုင်ငံသားဆိုရင်10စားလောက်ပေးရတာပေါ့နော်တော့ဒီ museum မှာအပါဆိုရင်ဒီ$9လောက်ရှိမယ်ထင်တယ်။မြန်မာနိုင်ငံသားဆိုတဲ့ခါကျတော့$1လောက်မပြည့်ဘူးပေါ့နော်80ဒီ Indian rupee ပဲပေးရတယ်။အဲ့တော့ဒီထဲမှာဘာတွေရှိလဲဘာတွေဘယ်လိုမျိုးခန္ဓာဆိုတာရှိလဲဘယ်လိုသမိုင်းဝင်အနေနဲ့ရှိလဲဆိုတာကိုဆက်လက်လေ့လာကြပါမယ်ခင်ဗျာ။ဒီနေရာကိုတိစောက်ခဲ့တဲ့သူကဆိုရင်ဒီ Taj Mahal ကိုတိစောက်ခဲ့တဲ့မိုးကိုဘီရင် Shah Jahan က1639ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အဲအချိန်မှာအာဂရာမြို့ကလူရမ်းများလာပြီးတော့အခမ်းအနားတွေလုပ်ဖို့မသင့်တော်တာကြောင့်သူရဲ့နန်းတော်ကိုအာဂရာကနေပြီးတော့ဒေလီကိုပြောင်းပြီးတော့နန်းတော်အသစ်ဖြစ် Red Fort ကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီနန်းတော်ကိုပေါ့နော်မိုကိုဘီရင်တွေရဲ့ဒီနန်းဆိုင်ရာနေရာဖြစ်နှစ်ပေါင်း200နီးပါးအသုံးပြုခဲ့ပါတယ်။ဒီနေရာဆိုရင်ပေါ့နော် UNESCO ကတိမှတ်ပြုထားတဲ့ကမ္ဘာအမွေနဲ့စီရင်ဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်။အနီရောင်တဲကြောက်တွေနဲ့တည်ဆောက်ထားပြီးတော့မြင်မာတဲ့နေရာတွေကြောင့် Red Fort ဆိုပြီးတော့ဒီအမည်ရလာတာဖြစ်ပါတယ်။အိန္ဒိယရဲ့ငွေကြေးဖြစ်တဲ့ဒီ Ruby 900တန်မှာလည်း Red Fort ရဲ့အဆောက်အုံကိုရိုက်နှိပ်ထားပါတယ်။နန်းတော်ရဲ့ဒီဇိုင်းရဆိုရင်အစ္စလာမ်ယဉ်ကျေးမှုပေါ်မှာအခြေခံထားပြီးမဲ့လေဒီပါရှန်တို့ဟင်ဒူတွေရဲ့ယဉ်ကျေးမှုတွေနဲ့ပေါင်းဆက်ပြီးတော့ထူးခြားတဲ့ style ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒီ Red Fort အတွင်းမှာဘာတွေရှိလဲဆိုတာကိုပြန်ပြီးတော့လေ့လာကြည့်ကြရအောင်။မြင်တွေ့နေရတဲ့အဆောက်အအုံတွေဆိုရင်ပေါ့နော်ဒါရန်ကုန်တက္ကသိုလ် main တဲကိုပြန်ရောက်နေတယ်လို့ခံစားရတယ်။ရန်ကုန်တက္ကသိုလ်လို့ပြီးရခါကျရင်ပေါ့နော်ရန်ကုန်ဆေးရုံလို့အဲ့လိုအဆောက်အအုံမျိုးတွေလည်းဒီထဲမှာတွေ့ရပါတယ်။နောက်မှလည်းပေါ့နော်ဒီကန်တင်းတွေပါရှိနေတဲ့ခါကျတော့ပေါ့နော်လုံးဝရန်ကုန်တက္ကသိုလ်ရဲ့ဒီ main bike ကိုပြန်ပြီးတော့ရစေရပေါ့နော်ဒီနေရာဆိုရင် English စပွဲအတွင်းမှာပေါ့နော် British တို့ရဲ့လက်အောက်ကိုကြာရှိခဲ့တယ်ဒါမိုကိုနောက်ဆုံးပြင်ရင်ဖြစ်တဲ့ဒီ Shah Safa ကဆိုရင်ပေါ့နော်အိန္ဒိယကနေပြီးတော့ရန်ကုန်ကိုဒီနယ်နေတန်ပေးခြင်းကိုခံခဲ့ရတယ်ပေါ့နော်80ရာခိုင်နှုန်းသောအဆောက်အုံတွေပေါ့နော်ဖျက်ဆီးခြင်းကိုခံခဲ့ရတယ်ဒါပေမဲ့1900အစောပိုင်းမှာတော့ဒီပြန်လဲပြီးတော့ထိမ့်သိမ်းပြုပြင်ဖို့အတွက်စတင်ခဲ့တယ်ပေါ့နော်ဒီနေရာမှာဆိုရင်ဒါပြတိုက်ပေါင်း4ခုရှိတယ်ဒီပြတိုက်4ခုอ่ะဆိုရင်ပေါ့နော် English နဲ့ဒီအိန္ဒိယနဲ့တိုက်ပွဲတွေအကြောင်းကိုဖော်ပြထားတာအဲ့ထဲမှာဆိုရင်မြန်မာနိုင်ငံနဲ့ဆိုင်တဲ့အကြောင်းအရာတွေလည်းပါတယ်ပေါ့နော်ဒီ Red Fort နေရာကပေါ့နော်ဒီဘီတုကအရာဒီတပုံရိုက်လို့လှတယ်ဆိုတာထက်ပေါ့နော်ဒီတမိုင်းအကြောင်းမှလေးလာလို့ရတဲ့နေရာဖြစ်တဲ့အကြောင်းမလို့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီ Red Fort နာမှာပဲပေါ့နော်ဒီအရန်ကိုနာမည်ကြီးတဲ့ Chandni Chowk ဆိုတဲ့ဈေးရှိရပေါ့နော်ဒါဒေလီမှာနာမည်ကြီးဆုံးဈေးတစ်ခုဖြစ်ပါတယ်ဈေးမှာလည်းလူတွေကတအားများတယ်ပေါ့နော်ထူးခြားချက်ကဒီဈေးမှာလူတွေအရန်များပြီးတော့ဒီ shopping mall မှာတော့လူတွေလုံးဝမရှိဘူးပေါ့နော်ဒါကြတိရတာတော့အိန္ဒိယကဈေးကြီးရဲ့လို့ထင်တဲ့နေရာတွေကိုမသွားကြဘူးအဲ့လိုဈေးတွေမှာတော့လူတွေပြုံတိုးနေရပါတော့ဒီကနေ့မှာပဲဒီအိန္ဒိယကဲကိုလည်းတွားခဲ့တယ်ပြီးတဲ့ခါကျရင်ဒါနောက်ထပ်ညဘက်မှာပေါ့နော်ညာဈေးလိုမျိုးမာကလေးတစ်ခုလည်းတွားခဲ့ပါတယ်ကဲဒီနေ့ဗီဒီယိုတော့ကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုတွေမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ခီးတွားစီစဉ်တွေကိုတင်ဆက်ပေးမလဲဆိုတော့ကိုတော့ဆက်လက်ဆောင်ကြည့်ပြအောင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ like comment share subscribe အားလုံးပြုလုပ်ပေးနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ဒါပါနင်းတော့မကြသေးဘူးဒါပေမဲ့ဒီနေ့မှာတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးတစ်ခုကိုပြသချင်တဲ့ကြောင့်မလို့ဒီဗီဒီယိုလေးရိုက်တာဖြစ်ပါတယ်